မင်္ဂလာပါ Promise for You Weekly Podcast ကနေပြန်လဲကြိုဆိုပါရစေဒီနေ့တော့တငယ်ချင်းတွေနဲ့ပတ်သက်တဲ့အကြောင်းလေးတွေပြောပြပါမယ်အခု Podcast နားထောင်နေတဲ့သူတွေရောဘယ်လိုနေရာမှာတငယ်ချင်းတွေရကြလဲတငယ်ချင်းတွေနဲ့တွေ့ရင်ဘာတွေလုပ်ကြလဲကျွန်မကတော့နယ်မှာကြောင်းတက်ခဲ့တဲ့အတွက်ငယ်တငယ်ချင်းတွေကတော့နယ်မှာရှိခဲ့တယ်ပြီးတော့တက္ကသိုလ်ကိုရန်ကုန်မှာတက်တော့အဆောင်မှာအကျောင်းမှာဒေတာအသီးသီးကတငယ်ချင်းတွေထည့်ရတယ်အဆောင်အတူနေတင်ငယ်ချင်းတက္ကသိုလ်အတန်းပေါ်တင်ငယ်ချင်းစသဖြင့်အရင်ရင်းနှီးတဲ့တင်ငယ်ချင်းတွေရခဲ့တယ်။ကြောင်းပြီးတော့ကိုဗစ်ကာလအွန်လိုင်းတက်နေတော့အွန်လိုင်းကနေရင်းနှီးတဲ့တင်ငယ်ချင်းတွေလည်းရှိခဲ့တယ်။အလုပ်လုပ်တော့လုပ်ဖို့ခိုင်းမဲ့ဆရာမတွေရဲ့အသည့်တွေထပ်ရခဲ့တယ်။အရင်ရင်းနှီးတဲ့တင်ငယ်ချင်းတွေနဲ့ဆိုမကြခဏစကားပြောဖြစ်တယ်။အပြင်မှာတွေ့ဖြစ်တာနဲ့ပြင်မဲ့ဖုံပြောတာစာပို့တာမကြခဏလုပ်ဖြစ်တယ်။အလုံးမှာတော့လုပ်ဖို့ခိုင်းမဲ့ဆရာမအသည့်တွေရှိပေမဲ့အရင်ရင်းနှီးတဲ့သူကနည်းနည်းပဲရှိတယ်။အခုတခြားနိုင်ငံကိုရောက်တော့ဒီမှာရှိတဲ့မြန်မာလူမျိုးတင်ငယ်ချင်းအသစ်တွေထည့်ရတယ်။အတန်းမှာတခြားနိုင်ငံကတင်ငယ်ချင်းတွေရှိတော့သူတို့နဲ့လည်းတင်ငယ်ချင်းတွေဖြစ်တယ်။ကျွန်မကအရင်မရင်းနှီးရင်စကားနည်းနည်းပဲပြောတော့တင်ငယ်ချင်းအသစ်ရဖို့ခက်ခဲတယ်။ဒါပေမဲ့ရင်းနှီးတဲ့တင်ငယ်ချင်းတွေနဲ့ဆိုစကားပြောရတာတက်တောင့်တက်တာဖြစ်လို့စကားအများကြီးပြောဖြစ်တယ်။သူတို့နဲ့ကော်ဖီဆိုင်စားတောက်ဆိုင်တွေအတူတူသွားရတာကြိုက်ပြီးအဝတ်ဝယ်တာဈေးဝယ်တာတွေအတူတူလုပ်ရတာအရင်ကြိုက်ပါတယ်။ Podcast နားထောင်နေတဲ့သူတွေရောဘယ်လိုနေရာတွေမှာတင်ငယ်ချင်းတွေရကြလဲတင်ငယ်ချင်းတွေနဲ့ဘာတွေလုပ်ရတာကြိုက်လဲ comment မှာရေးပေးခဲ့လို့ရပါတယ် Podcast နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ပတ်ပြန်တွေ့မယ်တတာ